မင်္ဂလာပါအခုကတော့ကျွန်တော် indie guitar riff တွေဘယ်လိုရေးမလဲပေါ့ indie guitar riff ရေးနည်းကိုအလွယ်ဆုံးအရှင်းဆုံးနည်းကိုတခြားနည်းတွေရှိတယ်ဒါပေမဲ့ဒီနည်းကအလွယ်အရှင်းဆုံးပဲဆိုတော့ဒီနည်းလေးကိုပြအောင်မှာဖြစ်ပါတယ်ဆိုတော့စရမယ်စတီးမယ် note ကိုဘာလုပ်ရမလဲဆိုအဲ့ဒီစတီးမယ် note ကို3ချက်ပြည့်အောင်တီးရမယ်3ချက်ပြည့်အောင်ဆိုရင်အဲ့လိုတီးလိုက်ရတယ်ဒါမှမဟုတ်တရတဲ့ဆိုပြီးတော့တီးရလဲရအဓိက3ချက်ဖြစ်သွားဘူးပဲဆိုတော့ပထမဆုံးနံပါတ်1တစ်ချက်ကပထမဆုံး note ကို3ချက်ပြည့်အောင်တီးပါဆိုတော့3ချက်ပြည့်သွားပြီဆိုရင်ထပ်လာမယ့်ဟာကိုဒီ key ထဲမှာရှိတဲ့ note ပဲပေါ့ဘာ note ဖြစ်ဖြစ်ရ random note တစ်ခုဆက်တီးလိုက်ဒါတီးလိုက်ရတယ်အဲ့ဒါလည်းရတယ်ဆိုတော့random တစ်ခုဆက်လာပြီဆိုရင်နောက်သူ့ရဲ့အနီးဘေးနားမှာရှိမဲ့ note တစ်ခုခုန်ကူးလိုက်ပေါ့ဆိုတော့အဲ့လိုလည်းရတယ်ဒါမှမဟုတ်ရင်အဲ့လိုပေါ့သူကဒီတိုင်းနမူနာပြနေတာဆိုတော့ဘယ်လိုပဲဖြစ်ရတယ်ကိုယ့်ကိုရေးမယ်ဆိုရင်ရေသုံး3ချက်ပြီးမယ်ပြီးရင် key ထဲမှာရှိတဲ့ note ဘာဖြစ်ဖြစ်တစ်ခုကိုတွားလိုက်မယ်ပြီးရင်သူ့ရဲ့နီးနားမှာရှိတဲ့ note နောက်2ခုလောက်စီကိုခုန်ကူးမယ်ဆိုအဲ့လိုသဘောတရားတော့အဲ့လိုပဲအဲ့ဒါကိုကိုယ့်ကိုရှာကြည့်လိုက်ရင် indie riff လေးတစ်ခုရသွားပါလိမ့်မယ်ဆိုတော့ဘာလို့ဒီနီးကိုပြောရလဲဆိုရင်တချင်းတော်တော်များများလည်းတချင်းတော်တော်များများမှာလည်းအဲ့လိုနီးကိုတုံးလာကြရပေါ့လေလိုလဲဆိုရင်ဥမာဘယ်မှာတော့ပြောရတယ်ဆမ်မိုင်းစိတ်တင်းရဲ့ရန်ကုန်ဆိုရင်ဒါလည်း3ချက်စတာပြီးနောက်ဥပါဒံမှာဆိုလည်းအဲ့လိုပဲအကုန်လုံး3ချက်စီတီးကြဒီမှာဘာရှင်းနေရှိအောင်လဲဆိုရင်Autumn Blueprints ရဲ့စိတ်တစားဆိုရင်ပြီးရင်ကစုံကိုးဆိုတာဆယ်ဒီဆောင်းဆိုလည်းအဲ့လိုပဲPseudo Human Moribund လည်းအဲ့လိုပါပဲပြီးရင်က Quandary ရဲ့ပွဲလွဲခြင်းဆိုလည်းအဲ့လိုပဲဆိုတော့အဓိကပထမဆုံး3ချက်ဖြစ်သွားရင်ရပါပြီကျန်တာကတော့ဆက်ပြီးတော့ဖြေရှာလိုက် indie riff တွေတခုဖြစ်ပေါ်သွားပါလိမ့်မယ်ခင်ဗျာ